ဒီမျိုးစေ့တွေကိုတနေရာထဲမှာစုံစုံလင်လင်ဝယ်အားပေးခြင်းနဲ့ဆိုရင်တော့ကျောင်းဆိုင်စေးပြင်မှာအားပေးဖို့အတွက်ဖိတ်ခေါ်ပါရရှင်အထုပ်ကြီးတွေကဆိုရင်ပြတိုင်းတောင်ဖျော်မာကာခဝဲဘင်းနျူး6တစ်ကိုတောက်ဖျော်ပိုနီမာ008ပန်းကော်ပီရှူဂါကေးပြောင်းဝါနဲ့ငရုတ်ထရဆိုရင်မိုးတောင်တွန်ကလာ6ခုနှစ်ငရုတ်ရမယ်စနိုက်ပါငရုတ်ရမယ်ပရိသအောက်ဆွဲငရုတ်ရပါမယ်တခွားလေးရဆိုရင်တော့ရွှေရည်ခုံသုံးလုံးတခွားနဲ့ပပဝယ်ရီတခွားရပါမယ်ရှင်တိုင်တောင်ပဲလေးရဆိုလို့ရှိရင်တော့ဧကရီတစ်သုံးလုံးတိုင်တောင်ပဲလေးရပါမယ်အထုပ်သေးလေးတွေကဆိုလို့ရှိရင်ပပဝယ်ရီရမယ်အမရာရမယ်စူပါတစ်တစ်သုံးတခွားရပါမယ်ကြောက်ဖြူတော်ထုပ်သေးလေးလည်းရပါမယ်ရှင်နာဂခဝဲလေးလည်းပါလီကျင်းကထုပ်သေးလေးရမယ်စနိုက်ပါငရုတ်လည်းရပါမယ်မော်လာဥနီလည်းရပါမယ်ရှင်ခရမ်းဒီအလုံးစိမ်းလေးရဆိုရင်တော့ဒီပို့ထွားရပါမယ်ရှင်ခရမ်းကျွတ်ထရဆိုရင်ပလဲထူလေးရပါမယ်ရှင်ကိုရိုင်းဆိုင်ဖို့ပဲဖြစ်ဖြစ်ပြန်မှုပဲဖြစ်ဖြစ်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ညီမတို့ရဲ့ဆိုင်ဖုန်းဖြစ်တဲ့3996982653မှာဆက်သွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ရှင်